ကိုရဲ့ကလေးငယ်လေးရှင်းကိုကိုအဲ့လေရိုးတယ်နော်ကိုကိုတဲ့โอเคဂိမ်းတစ်ခုဆော်ရအောင်တဲ့နိုင်ရင်ကိုကိုကကလေးငယ်လိုချင်တာဝယ်ပေးမယ်ကလေးငယ်လိုချင်တာဝယ်ပေးမယ်โอเคတကယ်လားကိုကိုတဲ့ဘာဂိမ်းလဲကလေးငယ်နဲ့ကိုကိုစကားမပြောဘဲတပတ်လောက်နေရရအဂိမ်းရမကောင်းနော်အဂိမ်းရအဲ့လိုမျိုးမစော့တင်ဘူးစကားပြောတဲ့လူကအစစကားပြောတဲ့လူကအရှုံးဟာတဲ့ကိုကိုကလည်းတဲ့ကလေးမနေနိုင်ပါဘူးတဲ့အဲ့ဆိုတဲ့ကိုကိုကကလေးနိုင်ရင်ပိုချစ်ပေးမယ်လက်ထပ်ကြမယ်ဩနိုင်ရင်ပိုချစ်ပြီးပေးမယ်လက်ထပ်ကြမယ်တစ်ဖက်တည်းတကယ်လို့မင်းကလေးဘက်ကနိုင်ဝိုင်းရင်ပိုပြီးချစ်ပေးမယ်လက်ထပ်မယ်โอเคအတီနော်တဲ့ကောင်မလေးပြောကလက်ထပ်မယ်ဆိုတော့ဂတိတဲ့ဂတိပါဗျာတဲ့စပြီနော်ကလေးငယ်တဲ့ဟုတ်ကဲ့တဲ့today တပတ်ပြည့်သွားလားကိုကိုရေးတဲ့တပတ်ပြည့်ပြီနော်တဲ့တပတ်ပြည့်ပြီလာတောင်းတော့တဲ့သမီးကတဲ့တားငယ်ရဲ့ကောင်မလေးလားဘသူကြီးလဲတဲ့အနီးကတားငယ်ရဲ့အမေပါတဲ့ဟုတ်ကဲ့တဲ့သမီးတဲ့စိတ်အေးထားတော့တဲ့ဟာရောက်မိမယူလိုက်လားဗာလေဟဲ့ရောက်ဘလို့ကြီးလဲတားငယ်လေးတဲ့စိတ်ကစားနဲ့ဆုံးပြီဘလို့တဲ့မနောက်ပါနဲ့အနီရဲ့အနီမနောက်ပါဘူးတားငယ်မဆုံးခင်ကတမီးကိုစာပေးထားခဲ့တယ်ဟဲနဲ့ကိုရဲ့ကလေးငယ်လေးတဲ့ဒီကိန်းမှာကလေးငယ်လေးနိုင်သွားပြီဟောကိုဂတိမတည်နိုင်ခဲ့ဘူးကလေးငယ်တဲ့ကိုယောဂါကပူဆိုးလာတယ်ကလေးငယ်ကိုလေးကလေးငယ်ထားခဲ့ရမှာစိတ်မချwhat the fuck ညငါ reaction လောက်တာဟာတာဘာကြီးလဲလို့ငါရိုးတယ်အောင်းမေးလို့ကွာ